ကိုရွှေဖရန့်စစ်တို့များသုံးဘွဲ့ဆက်ကိုအောက်တယ်ဟမ်မလုံးလားအော်စပိန်လေးရလဲမဆိုးပါဘူးပြင်သစ်လေးရလဲကောင်းတော့ကောင်းပါတယ်နှစ်သင်းစလုံးဘဲကောင်းနိုင်မယ်ဘဲကောင်းရှုံးမယ်တော့မသေးကြဘူးဒါပေမဲ့သူ့တိုက်စစ်ကလည်းကောင်းကိုတိုက်စစ်ကလည်းကောင်းဆိုတော့ဂိုးလေးများပေါ်မလားလို့စီတူတဲ့ပြင်သစ်ကိုပေါ်ထိုင်တာသုံးဘွဲ့ဆက်ရှုံးတယ်ငါလာခွဒီကပဗလာမှာရှုံးနေဟာတွေအကုန်လုံးပြင်သစ်ကြီးပဲဒီကလေးညလည်းတနာရီခွဲကြရေအာဂျင်တီးနားနဲ့အင်္ဂလန်နဲ့ဒါဆီမီဖိုင်နယ်ရှိတယ်နိုင်တဲ့ကောင်ကဒါစပိန်နဲ့ဖိုင်နယ်မှာဖလားလုရမယ်ပေါ့နော်ရှုံးတဲ့နှစ်သင်းကတော့ဒါခုနပြင်သစ်နဲ့ဒါတတိယသွားလုရမယ်အော်ဒီပွဲကတော့ဘာမှစဉ်းစားမနေတော့ဘူးဘာမှပြောမနေတော့ဘူးကိုကအာဘီယာမာကနှစ်သင်းစလုံးပဲဘာလို့လဲဆိုတော့ဟိုဘက်မှာကလီဆန်ဒရိုမာတီနဲ့ရှိတယ်ဒီဘက်မှာကကိုဒီမကန်ယာတီးတဲ့မိုင်တို့ရှိမယ်ရက်ဖိုရှိမယ်ဆိုတော့နှစ်သင်းစလုံးအာဘီယာမာပဲဂျာစီကိုပထမပိုင်းကျရင်တသင်းဝင်မယ်ဒုတိယပိုင်းကျရင်တသင်းဝင်မယ်ပထမပိုင်းတသင်းအားပေးမယ်ဒုတိယပိုင်းတသင်းအားပေးမယ်အဲ့ဒါပဲအဲ့တော့ကိုရင်းနေနဲ့ခိုးပေါ်ပဲဆိုတော့ပြီးပွဲလာကန်ကြီးကမလောင်းတိုင်းကြိုးကိုလောင်းထားပြီးမှာဟုတ်မှာခိုးပေါ်10သိန်းတင်လိုက်ပြီ over 2.5 10သိန်းဘာမှစဉ်းစားမနေတော့ဘူးတော့အဲ့ဒီပွဲကိုလောင်းမယ်ဒီပွဲနိုင်ရင်ဒီပွဲနိုင်ဒီပစံအကုန်လုံးစုပြီးတော့ final မှာဘယ်ကောင်ဖလားရနိုင်လဲစပိန်ပဲရနိုင်လားဒါမှမဟုတ်ဒီဘက်ကတက်လာမဲ့အာဂျင်တီးနားပဲရနိုင်မလားအင်္ဂလန်ပဲရနိုင်မလားစဉ်းစားပြီးတော့နိုင်မယ်ထင်းတဲ့သင်းကိုထပ်ပြီးတော့အဟောနိုင်မယ်သွားပြီးနိုင်ရင်လည်းအပြည့်နိုင်တော့ဟုတ်တယ်မလားနောက်မှာဘယ်နှပွဲကျနှစ်ပွဲပဲကျန်တော့တတိယလူပွဲကြီးရခေါင်းလေးထဲမနေတော့စဉ်းစားမနေသွားလက်ကြည့်မနေဘူးမင်းတသိန်းနေရတော့သွားကံမှာပဲ United ကစားသမားတသိန်းနေရတော့သွားကံမှာပဲကြီးလည်းမကြည့်ဘူးပြင်းစရာကြီးတတိယလူပွဲကြီးရတော့အဲ့တော့ final မှာဘယ်ကောင်တက်လာမလဲကြည့်မယ်ပြီးရင်ကိုကြိုက်တဲ့အသင်းတစ်သင်းကိုထိုင်ပြီးတော့အော်ရင်လိုက်မယ်အဲ့ကောင်ထိုင်ပြီးအားပေးမယ်နိုင်ရင်ငါအနိုင်ပေါ်မှာပဲရှုံးရင်အရှုံးပေါ်မှာပဲတက်နိုင်အောင်အခုဒီမှာလက်ကျန်10သိန်းသွားပြီးတော့ကိုပေါ်အော်ရင်လိုက်ပြီးဒီကလေးညကံမဲ့အာဂျင်တီးနားနဲ့အင်္ဂလန်နဲ့ over 255အော်ရင်ထားတယ်ပြီးရင်ဒီရရတဲ့ပချန်နဲ့ final ကျရင်တသိန်းရွေးပြီးထပ်ပြီးအော်ရင်မယ်ဒါပဲအော်ရင်ဆိုလို့အများကြီးလည်းမဟုတ်ပါဘူးဒီဟာအခုမှရှုံးတာဘလောက်10သိန်းပဲရှုံးသေးတယ်ဒီကဘာလာမစိုးတော်တန်နေ10သိန်းပဲရှုံးသေးတယ်10သိန်းတော့ခုနပွဲတယ်9သိန်းလောက်ရှုံးသွားတကယ်ကောင်းတယ်ကွာငါလည်းကောင်းမှာပဲ C2 တဲ့ရက်ဆက်လိုက်တာ1 2လို့ G3 2လို့ဆိုဘလောက်ကောင်းမလို့ဘာပီတို့ကလည်းပြောက်ဒမ်ဘီလီကလည်းပေါ်ကိုမလာဒမ်ဘီလီအော်ဘကချာကီတို့ဘာလို့မြင်နေလို့အိုလစီလေးမြတ်တောင်းမှပြန်ထုတ်ပြီးဒမ်ဘီလီမြတ်ထုတ်မလားဆိုဒမ်ဘီလီရုပ်ထားခဲ့ပြီးအိုလစီထုတ်တယ်တဲ့ကိုလောင်းထားတဲ့အော်လစီဖန်တီးမှုလေးရလစ်ကွာဟိုးရဆက်ကွာကဲပါဒီကနေ့ညတနာရီကွယ်အင်္ဂလန်နဲ့အာဂျင်တီးနားနဲ့ရှိတယ်နှစ်သင်းစလုံးကလည်းဒါတမိုင်းကြီးရွယ်ညိုးတွေတော်တော်လေးများနေရဆိုတဲ့အတွက်ဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတော့ပြောရတာတော့ခက်တယ်ကိုဒီလည်းဘယ်သူ့ကိုအားပေးရမလဲဆိုတော့ပြောရခက်တယ်အင်္ဂလန်ပဲအားပေးရမလို့အာဂျင်တီးနားပဲအားပေးရမလို့ဘာလို့ဆိုတော့နှစ်သင်းလုံးကလည်းကိုဒီကစားသမားပါတယ်ပြီးတော့ဂျာစီနှစ်ထည်စလုံးကလည်းကိုရှိမှရှိနေခဲ့တဲ့ဖြစ်တဲ့အတွက်ကိုရီအနေနဲ့ခုပေါ်ပဲအဲ့တော့အားလုံးပဲ see you ဒီကနေ့ညတနားခွဲကြရင်ပြန်လည်ဆုံတွေ့ပါမယ်